မင်းရဲ့ချစ်တော်ကိုမများအားလုံးပဲမင်္ဂလာပါရှင်တို့25ရက်5လ2026ယနေ့ဝင်တို့ပထမနေ့အတွက်တနေ့တာထူးခရီးစဉ်လေးကိုဝင်ကလာရောက်ပြီးတော့ကိုမများအတွက်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဝင်တို့ရှေ့ဗီဒီယိုလေးမှာဝင်တို့ဒီတပတ်လုံးစာအတွက်အထူးခရီးစဉ်မှာအကောင်းဆုံးလမ်းကြောင်းလေးတွေကိုလည်းမမေပြောပြပေးထားခြင်းရှိပါတယ်ဗီဒီယိုမှာဝင်တို့ရှာလို့ရပါမယ်တပတ်လုံးစာအတွက်မိတ်ပလန်အနေနဲ့ပလန်9ပလန်ခွန်ရှိမယ်လမ်းသွယ်အနေနဲ့ဝင်တို့လမ်းသွယ်အနေနဲ့လမ်းသွယ်50 51 53 58တေရအဓိကလမ်းသွယ်တွေဖြစ်မယ်အမြန်ဆိုင်ရောက်ချင်တဲ့လမ်းသွယ်တွေကိုဝင်ရလက်ထပ်ပြီးတော့ရွေးချယ်ပေးထားတယ်တို့လမ်းသွယ်81 81 84 85 88လမ်းသွယ်လေးတွေကသွားမယ်ဆိုရင်ဝင်ကတော့နီကက်လေးမဲလို့ဝင်ကရွေးချယ်ထားတယ်ဘရိတ်နင်းချင်တဲ့ကိုမအတွက်35ဘရိတ်16ဘရိတ်ရှိပါမယ်အခွေကတော့ကိုမများအခွေလမ်းကြောင်းလေးတွေမှာတော့1345ခွေဘူးလမ်းကြောင်းလေးရှိမယ်အပူးမထည့်ခြင်းတဲ့ကိုမများအတွက်125ခွန်3ညခွေဘူးလမ်းကြောင်းလေးတွေရှိပါမယ်เนาะဝင်းတို့အဆက်အသွယ်လေးမပြတ်ရအောင်ဝင်းတို့ Telegram Channel လေးဂျိုင်းထားခြင်းတဲ့ကိုမများစိတ်ဝင်စားတယ်ဆိုရင်ဝင်းတို့ရဲ့လမ်းကြောင်းလေးတွေသွားမဲ့ခီးလမ်းကြောင်းလေးတွေမှာမင်းတို့အဆက်အသွယ်မပြတ်ရအောင်တို့မိညီမလေးရဲ့ Telegram Channel ကိုဆိုအင်္ဂလိပ်လိုလေးမင်းတို့ရိုက်ပြီးတော့ MIM 35155ကိုရိုက်လိုက်ရင်မင်းရဲ့ Telegram Channel လေးကိုရောက်ရှိလာပါလိမ့်မယ်เนาะဒါကတော့မင်းတို့အထူးတပတ်တာခရီးစဉ်ကိုမင်းကပြပြပေးခြင်းပဲဖြစ်ပါတယ်ရှင့်ကဲမင်းတို့ဒါကတော့ဒီနေ့တနေ့တာ25ရက်5လ2026အတွက်သွားမဲ့အကိုမများအတွက်တနေ့တာအထူးခီးစဉ်လမ်းကြောင်းလေးကိုဝင်ကဒါအကိုမကြီးအတွက်ဝင်ကလမ်းကြောင်းလေးဖော်ပြပေးခြင်းပဲဖြစ်ပါတယ်လမ်းကြောင်းလေးမှာတော့ဝင်တို့လမ်းကြောင်းလေးမှာသွားခြင်းတဲ့ကိုမများဝင်တို့ဒီနေ့တနေ့တာမှာဝင်ရဲ့အကောင်းဆုံးအဓိကပလန်ကတော့ပလန်3ညပလန်3ညပလန်ခွန်ရှိပါမယ်ဝင်တို့ခွန်သွားခြင်းတဲ့ကိုမများဒါမှမဟုတ်ခွန်မသွားခြင်းနဲ့ဆိုရင်တော့အစလမ်းကြောင်းလေးကနေစပြီးတော့သွားလိုက်ပေါ့နော်အစလမ်းကြောင်းလေးသွားခြင်းနဲ့ခွန်လမ်းကြောင်းလေးနဲ့သွားခြင်းနဲ့ဆိုရင်တော့ဝင်တို့ကီးကလန်အနေနဲ့ကတော့ဝင်တို့ဒီလမ်းလေးတွေရှိမယ်ကီးကလန်အနေနဲ့6194ကလန်လေးတွေရှိမယ်အဲ့ဒီထဲမှာအဓိက main လမ်းသွယ်လေးတွေကိုလည်းဝင်ကကိုမရဲ့အတွက်ထုတ်ပေးထားခြင်းရှိပါတယ်เนาะဝင်တို့တသက်စာလမ်းကြောင်းလေးတွေကိုလည်းဝင်ပြပြပေးထားခြင်းရှိတယ်တသက်စာလမ်းကြောင်းလေးတွေသိကျင်တဲ့ကိုမများကလည်းဝင်တို့တသက်စာအဓိကပြီးခဲ့တဲ့တစ်ပတ်မှာဟောဖြစ်သွားတယ်အဓိက main လမ်းသွယ်လေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကိုကိုမတွေကမင်းတို့ဗီဒီယိုလေးကြည့်လို့အဆင်ပြေတယ်ဆိုရင်လည်းကြည့်ပေါ့နော်ကြည့်လို့အဆင်ပြေတယ်ဆိုရင်မင်းကထပ်ပြီးတော့ပြပေးခဲ့ပါဦးမယ်ဒါကတော့မင်းတို့ဒီနေ့တနေ့တာအတွက်အထူးမင်းတို့ပလန်ကီးကလန်နဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ်အကောင်းဆုံးကြိုးစားပေးထားတယ်ယခု channel လေးကိုတွေ့တဲ့အခါလည်းမင်းကိုမှတ်မိတဲ့အခါအားပေးပေးပါအောင်เนาะယခု channel လေးမှာရှိနေတယ်Telegram channel လေး join နေတယ်ဆိုရင်တော့မင်းတို့ဒီအင်္ဂလိပ်လိုလေး MIM 351555ကိုရိုက်ရှာပြီးတော့ Telegram မှာ join လို့ရပါမယ်เนาะစိုက်ရိုက်တယ်မင်းတို့ဒီ MIM 351555ကိုရိုက်ပြီးပါเนาะကဲကိုမများအားလုံးပဲမင်္ဂလာပါရှင့်မင်းညီမလေးတို့ရဲ့ဒါမိုဘိုင်ပေတံလေးရှိပါမယ်ပေတံလေးကိုမှကြိုက်နှစ်သက်တယ်ဆိုရင်တနင်္လာအင်္ဂါပထမဒုတိယရက်မှာမလာသေးဘူးဆိုရင်ဒီ13399698နဲ့အထူးတစ်ပတ်စာပေတံလေးကိုသုံးကျင်နေဆိုရင်သုံးလို့ရပါမယ်မင်းရဲ့မိုဘိုင်ပေတံလေးပါပေတံဝါသနာရှင်ကိုမများအတွက်မင်းကကိုမရဲ့အတွက်မင်းချက်ပြပေးခြင်းဖြစ်တဲ့13099698နဲ့တွဲလို့ရပါမယ်เนาะကဲမင်းတို့ပြီးတော့ဝင်းတို့ပြီးခဲ့တဲ့တစ်ပတ်မှာလည်းဒီထက်ကနေထက်ခါတကယ်လဲဒီလမ်းတွေကပဲသွားရပေါ့နော်အဲ့ဒါကိုမကြီးအတွက်ဒါကတော့တသက်စာလမ်းတွေဖြစ်တယ်တသက်စာလမ်းအထူးတသက်စာလမ်းတွေအပတ်စဉ်ပတ်တိုင်းအတွက်အသုံးပြုလို့ရမယ်131415ခွန်3ခွန်4ခွန်5 9394 95ခွန်8 86ခွန်6ဒီကနန်းလေးတွေကိုအဓိကသွားထားမယ်ကိုတနေ့စာသွားမဲ့လမ်းတွေထဲမှာဒီလမ်းတွေပါတယ်ဆိုရင်လည်းကိုမတွေအသုံးပြုလို့ရပါမယ်เนาะဒီလမ်းလေးတွေရှိပါမယ်ပြီးတော့ဒီတစ်ပတ်လုံးစာမှာအထူးထိတ်ကနေသွားရမယ်လမ်းလေးရတော့မင်းတို့ဒါလေးပဲဖြစ်ပါတယ်ခွန်2လမ်းရယ်10လမ်းရယ်9လမ်းရယ်ကိုထိတ်မှထားပေးပါเนาะ9လမ်းရယ်10လမ်းရယ်9လမ်းရယ်ကိုထိတ်မှထားပြီးတော့အသုံးပြုပေးပါ9
9လမ်းရယ်10လမ်းရယ်9လမ်းရယ်ကိုထိမ့်မှထားပြီးတော့အသုံးပြုပေးပါကဲမင်းတို့ခုနပြောတဲ့သက်စာတွေကိုလည်းကိုမတွေကစာအုပ်လေးနဲ့မှတ်သားထားပေးပါနော်ဒါကတော့တပတ်တာနဲ့မင်းတို့ရဲ့တပတ်တာနဲ့ဒီနေ့အတွက်တနေ့စာအထူးခရီးစဉ်လေးတွေသိကျင်တဲ့ကိုမများအတွက်လည်းရှိပါအောင်မယ်နော်သိကျင်တဲ့ကိုမတွေအတွက်မင်းကဒီနေ့အတွက်အကောင်းဆုံးလမ်းတွေကိုလည်းမင်းရွေးပေးထားတယ်တပတ်စာမှာလည်းလမ်းကြောင်းလေးတွေကိုမင်းကရွေးပေးထားပါတယ်ရှင်ကိုမများအားလုံးပဲ25ရက်5လ2026မှာ29ရက်5လ2026ထိအထူးတပတ်စာခရီးစဉ်မှာအကောင်းဆုံးအစဉ်ပြေချောမွေပြီးတော့အောင်မြင်မှုလမ်းကိုအမြန်ဆုံးရက်တူတူနဲ့ရောက်ရှိပါစေမင်းကအဆူတောင်းပေးပါတယ်နော်ချစ်တော်ကိုမများရဲ့မင်းကိုရခင်ကြည့်ရှုအားပေးမှုတယ်ဆိုရင်လည်းဒီ channel လေးမှာမင်းကိုအားပေးပေးပါအောင် channel ကို subscribe မရသေးတဲ့ကိုမများလည်း subscribe လေးနှိပ်ထားပေးခဲ့ဖို့တောင်းဆိုပါတယ်ချစ်တော်ကိုမများအားလုံးပဲမင်္ဂလာလေးနေ့စဉ်နေ့ဆိုင်ရှိပါစေဆုတောင်းပေးပါတယ်ရှင့်